Okay အခုကောက်တော့ဒီစောစောရှေ့မှာပြောခဲ့တဲ့စကားလုံးလေးတွေပေါ့နော် ECG basic စကားလုံးလေးတွေကိုနည်းနည်းထပ်ပြောမယ်ပေါ့နော်စောစောပထမတစ်ခေါက်စောစောကတော့ကျွန်တော်တို့ resting membrane potential အကြောင်းကျွန်တော်ပြောခဲ့ပြီပေါ့နော်ဆိုတော့အခုကတော့ကျွန်တော်ဒီ action potential ကဘာလဲဆိုတာလေးကျွန်တော်ပြောချင်တယ်ပေါ့နော်ဆိုတော့ဒီ action potential လေးပြောဖို့ကျွန်တော်ဒီမှာ cell အကြီးကြီးပေါ့နော်ခက်ကြီးကျွန်တော်ဆွဲလိုက်မယ်ပေါ့နော်ဟိုတော့နားလဲရအောင်ပေါ့ဆိုတော့ဒါ cell တစ်လုံးပေါ့နော်myocardial cell တစ်ခုပေါ့နော်ဒါသူ့ရဲ့ဒီနားရှိတဲ့နောက်ထပ်cell တစ်ခုပေါ့ဆိုတော့ဒီမှာကြည့်ဒီ cell ကကျွန်တော်တို့resting membrane ပေါ့နော် potential ဆိုတော့သူကဒီဟာကျွန်တော်တို့ resting membrane potential တိုင်းပေါ့နော်ဘယ်လောက်လဲဆိုတော့ -90 millivolt ဟောအဲ့တော့ -90 millivolt မှာ cell resting ဖြစ်နေအဲ့တော့ဘာ electrical activity မှမရှိဘူးပေါ့နော်ဆိုတော့ဒီမှာအဲ့လိုရှိတဲ့အချိန်မှာ cell ကဒီမှာကျွန်တော်တို့ stimulation ပေးမယ်ပေါ့နော်ဆိုတော့electrical stimulation ပေါ့နော် electrical stimulation လေးပေးမယ်ဆိုတော့ electrical stimulation ကဒီနေရာဖြစ်ဆိုရင်sodium ဝင်တာလည်းဖြစ်နိုင်မှာပေါ့နော် sodium ဝင်တာလည်းဖြစ်မယ်ဒါမှမဟုတ်လည်း calcium positive ion တွေဖြစ်တဲ့ calcium ဝင်လာတာလည်းဖြစ်မှာပေါ့နော် cell တဲကိုကျွန်တော်တို့ stimulation electrical stimulation ပေးရပေါ့နော်positive ion တွေဖြစ်တဲ့ cat ion ပေါ့နော် cat ion တွေဖြစ်တဲ့ sodium ဒါမှမဟုတ်ရင် potassium ဝင်လာတာဆိုတော့ဒီလိုသူက positive ion ဖြစ်တဲ့အတွက်ကြောင့်သူက sodium ဝင်လာတယ်ဘောနော်အခုတော့ sodium ဝင်လာတယ်ပဲယူဆကြအောင် sodium ဝင်လာတယ်ဆိုရင်ဒီ -90 millivolt ကဘာဖြစ်လာမှာတဖြည်းဖြည်းနည်းလာမှာပေါ့နော်ငကိုက cell ကဒီမှာ resting ဖြစ်နေတယ်ဆိုတော့သူကဘာဖြစ်လဲမလို့တဖြည်းဖြည်းနဲ့-80 ဖြစ်လာမယ်ဘောနော်ပြီးရင်-70 လေးဖြစ်လာမှာဆိုတော့တဖြည်းဖြည်းနဲ့-80ဟော-70ဆိုတော့ဒီလိုလေးဖြစ်လာမှာအဲ့တော့ဒီဟာက-70ပေါ့နော်အဲ့တော့ဒီ voltage ရောက်တဲ့ချိန်မှာ-70 voltage ရောက်တဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ cell ကဒီ -70 ပေါ့နော် voltage ရောက်တဲ့ချိန်မှာ cell ကဘာဖြစ်လဲဆိုတော့ဒီ cell မှာဘာတွေရှိလဲဆိုတော့ကျွန်တော်တို့ voltage sensitive sodium channel เนาะတချို့ကကြတော့ voltage gated sodium channel လို့ပြောတာပေါ့เนาะဆိုတော့ဒီ voltage sensitive ဖြစ်တဲ့ sodium channel တွေအများကြီးဖွင့်သွားတယ်ဆိုတော့အဲ့ခါကျတော့အများကြီးပွင့်လာတဲ့ခါဘာဖြစ်လဲဆိုတော့ဘာတွေအများကြီးဝင်လာလဲဆိုတော့ sodium တွေเนาะတခါတည်း rush ဖြစ်ပြီးတော့ဝင်လာတာဒီ sodium rush ဖြစ်တာကဝင်လာတဲ့ခါတော့ -70 millivolt ရောက်တဲ့ချိန်မှာဘာဖွင့်လဲဆိုတော့ voltage gated sodium channel ဖွင့်လာဆိုတော့ဒီ voltage gated sodium channel ကဘာဖြစ်စေလဲဆိုတခါတည်း win ဆိုရောဒီ cell ကတခါတည်း -70 ကနေပြီးတော့မှဆိုပါစို့0 millivolt เนาะဒီဘက်မှာဆိုရင် +10 millivolt ဟော +10 millivolt လောက်ကိုချက်ချင်းထိုးကြပါပါเนาะ-70 ကနေပြီးတော့မှ +10 millivolt လောက်ဖြစ်တာဆိုတော့ဒီ +10 millivolt လောက်ရောက်ချိန်ကြတော့အဲ့ခါမှာဘာဖြစ်လာလဲဆိုတော့ဒီ potassium channel စပွင့်တယ်เนาะ potassium channel က voltage sensitive potassium channel เนาะ voltage gated potassium channel ဆိုတော့ potassium channel ပွင့်တော့ဘာထွက်သွားမလဲဆိုတော့potassium တွေစပြီးတော့မှ cell အပြင်ကိုထွက်တယ်ဒီချိန်မှာနည်းနည်းလေးသူအဲ့ချိန်မှာသူကကျွန်တော်တို့ကခုန +10 millivolt ကနေသူကနည်းနည်းလေးကျလာပြန်
ပြန်ကျလာ negative ဘက်ကိုပြန်ကျလာဟောဒီလိုအဲ့ဒီမှာ period တစ်ခုကြာတဲ့အခါမှာဘာဖြစ်လဲဆိုတော့ဘာဖြစ်လဲဆိုတော့calcium channel เนาะ calcium channel နဲ့ sodium channel နဲ့ပွင့်တယ်เนาะ calcium ဒီမှာဆိုရင်ကျွန်တော်နီအောင်လေးနဲ့ဆွဲလိုက်မယ်ဆိုတော့ calcium channel ပွင့်တယ်ဆိုတော့ calcium နေဝင်လာတယ်ဆဲတဲ့ဝင်လာတယ်အဲ့ဒီချိန်တည်းမှာပဲ potassium channel ကလည်းပွင့်နေတယ်ဆိုတော့ဒီမှာကဒီ phase မှာကဒါဆိုရင်ဒီ potassium ကဆဲထဲမှာများတယ်ပေါ့နော်ဆိုတော့ potassium ကပြင်ထွက်တယ်ဆိုတော့ဒီမှာဒီ phase ကို calcium ကဝင်လာတယ် cat ion ဝင်လာတယ်ပေါ့နော်အဲ့တော့ potassium cat ion ကထွက်တယ်ဆိုတော့ဒီ phase မှာကဒီ electrical ဒီ voltage ကမပြောင်းမလဲဘူးတိတ်ပြီးတော့အပြောင်းလဲမရှိဘူးเนาะတိတ်အပြောင်းလဲမရှိဘူးတိတ်အပြောင်းလဲမရှိဘူးเนาะဒီတိတ်အပြောင်းလဲမရှိဘူးအဲ့ဒီအချိန်ကြော်သွားတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီမှာနောက်ထပ်เนาะ potassium channel အများကြီးကပွင့်သွားတယ် calcium channel ကပိတ်သွားပြီးတော့မှဒီချိန်မှာ potassium voltage sensitive potassium channel ကဆက်ပွင့်နေတာเนาะ calcium channel ပိတ်သွားပြီဆိုတော့ potassium တွေဘာဖြစ်လဲဆိုတော့ဆဲတဲ့ potassium တွေเนาะဒီဆဲတဲ့ potassium တွေဝုန်းဆိုပြီးတော့အများကြီးထွက်သွားဆိုတော့အဲ့ဒီအများကြီးထွက်အဲ့ဒီအများကြီးဝိုးဆို potassium ထွက်သွားတဲ့ခါကျတော့တခါတည်းဆဲကသူ့ရဲ့ငကိုက0 millivolt လောက်ကနေပြီးတော့တခါတည်း resting membrane potential ကိုပြန်ရောက်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာ-90 millivolt ကိုတော့ RPM resting membrane potential ကိုပြန်ရောက်သွားနောက်ဒါ resting membrane potential ကိုပြန်ရောက်သွား potassium channel တွေအများကြီးပွင့်သွားလို့ potassium တွေထွက်သွားเนาะအဲ့တော့ဒီမှာကျွန်တော်တို့ဒါလေးကိုဆဲကပထမဦးဆုံးเนาะ90 millivolt ကနေ70 millivolt เนาะဒီ millivolt ထိဖြစ်လာဖို့ကကျွန်တော်တို့ electrical stimulation ပေါ့ sodium trickling ပဲပြော calcium trickling ပဲပြောပေါ့เนาะကျွန်တော်ဝင်လာအဲ့ဒါကဒီ70ရောက်တဲ့အခါမှာ sodium channel အများကြီးဖွင့်တဲ့အခါမှာတခါတည်း minus ကနေပြီးတော့0ဖြစ်ပြီးတော့ plus 10 millivolt ဖြစ်သွားတယ်ဒါကိုကျွန်တော်တို့ကဒီပြောမယ်ဆိုဆဲက -90 millivolt မှာ resting ဖြစ်နေတယ်ဆိုတဲ့ဆဲက polarize ဖြစ်နေเนาะ polarize ဖြစ်အဲ့တော့ဒီ minus ကို minus ကနေပြီးတော့ဟို0 positive ထိကိုသွားတဲ့အတွက်ကြောင့်သူကဒါကိုကျွန်တော်တို့က depolarize လို့ခေါ်ပါเนาะ depolarization เนาะ depolarization minus ကနေပြီးတော့ဒီ0 plus 10 millivolt ထိဖြစ်လာတာကို depolarization လို့ခေါ်တာเนาะအဲ့တော့ဒီမှာ -90 ကနေ -70 ဒီ -70 ကိုကြတော့ကျွန်တော်တို့ကဘာခေါ်လဲဆိုတော့ threshold potential လို့ခေါ်တာဒီ cell depolarize စဖြစ်မဲ့voltage ကိုပြောတာပေါ့เนาะ threshold voltage ရောက်တဲ့ချိန်မှာ potential ရောက်တဲ့ချိန်မှာ sodium voltage sodium channel အများကြီးဖွင့်လာတော့ sodium ဝုန်းဆိုဝင်လာတဲ့အခါမှာ cell ကချက်ချင်း depolarize ဖြစ်တယ် depolarize ဖြစ်ပြီးခါမှာvoltage ဘာဖွင့်လာလဲဆိုတော့ voltage sensitive potassium channel ဖွင့်တယ် potassium စထွက်တဲ့သူကနည်းနည်းလေးပြန်ကျမယ်ကျတဲ့အချိန်မှာဒီမှာ calcium အဲ့ဒီအချိန်မှာ potassium စထွက်မယ်ပြီးတော့မှ calcium channel ဖွင့်တယ် sodium potassium channel လည်းဖွင့်တော့cat ion ကအဝင်နဲ့အထွက်ကမျှနေတော့ဒါလေးကိုကျွန်တော်တို့က Plato ဒီအချိန်မှာ voltage အပြောင်းလဲမရှိဘူးเนาะ Plato ပေါ့เนาะ voltage အပြောင်းလဲမရှိဘူးအဲ့ဒီအချိန်တခု phase တခုဒီ Plato phase ကိုကြော်တဲ့အချိန်မှာဘာဖြစ်ဆိုတော့voltage gated sodium channel အများကြီးဆက်ဖွင့်လာတဲ့အခါ sodium တွေအများ potassium တွေအများကြီးထွက်သွားတဲ့အချိန်မှာ cell ကပြန်ပြီးသူ့ရဲ့ resting membrane potential ကိုပြန်ရောက်သွားတယ်ဒီ resting membrane potential ရောက်သွားတော့ကျွန်တော်တို့က repolarization လို့ပြောတာပေါ့နော်ပြန်ပြီးတော့မှ polarize ပြန်ဖြစ်သွားတာ polarize negative ဒီ -90 millivolt ပြန်ရောက်သွားတာဆိုတော့ဒီဟာက depolarization ကဒီမှာဆိုရင်ကျွန်တော်တို့ depolarization ကဘာကြောင့်ဖြစ်လဲဆိုတော့ sodium influx
နော် voltage gated sodium channel ပွင့်သွားပြီး threshold potential ရောက်တဲ့အခါမှာဒီ voltage gated voltage sensitive sodium channel ဒီပွင့်သွားတဲ့အခါ sodium အများကြီး sodium influx ကြောင့်ကျွန်တော်တို့က cell က depolarize ဖြစ်တယ်ဖြစ်ပြီးတော့မှ potassium လေးစထွက်တယ်စထွက်တဲ့အခါဒီမှာကျွန်တော်တို့ down ဖြစ်မယ်ပြီးတော့မှ calcium channel နဲ့ potassium channel ကပွင့်အဲ့တော့ဒီမှာ cation အဝင်နဲ့အထွက်ကမျှနေတော့ကျွန်တော်တို့ electrical ပြောင်းလဲမှုမရှိဘူး Plato phase ဖြစ်မယ်Plato phase ပြီးမှကျွန်တော်တို့ voltage sensitive potassium channel တွေအများကြီးပွင့်လာတဲ့ခါကျတော့ဒါတော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဒီ cell ကငကူသူ့ရဲ့ resting membrane potential ကိုပြန်ရောက်သွားတယ်အဲ့ဒါကို repolarization လို့ခေါ်တာပေါ့နော်ဆိုတော့အဲ့ကကြတော့ဒီ sodium ဒီမှာဖြစ်တဲ့ sodium တွေကနောက်ထပ်ဒီဘက် membrane ကိုပြန်သွားတယ်ပေါ့နော်ဒီမှာဒီလိုပဲသူကလည်းဘာဖြစ်သွားဆိုတော့ဒီဘက်ကိုရောက်သွားတဲ့ခါဒီဘက် membrane ကိုရောက်တဲ့ခါခုနလိုပဲကျွန်တော်ဒီမှာthreshold potential ရောက်လာမယ်เนาะ threshold potential ရောက်ပြီးတော့ဘာဖြစ်လဲဆိုတော့ depolarization ဖြစ်မယ်ပြီးရင် Plato phase ဖြစ်မယ်ပြီးရင် repolarization ပြန်ဖြစ်မယ်ပေါ့เนาะဒီလိုလေးဖြစ်မယ်အဲ့တော့ဒီမှာဒီက sodium တွေကပြောမယ်ဆိုရင်ဒီ threshold potential ဖြစ်အောင်လုပ်မယ်ပြီးတော့ဘာလုပ်မလဲဆိုတော့ဒီ sodium voltage gated sodium channel တွေပွင့်မယ်เนาะ sodium တွေဝင်လာမယ်ပြီးတော့ဒီ cell က depolarization ဖြစ်မယ်ပြီးတော့မှဘာဖွင့်မလဲဆိုတော့အစင်းရောက်နေလဲဆိုလည်း potassium channel ဟောအဲ့တော့ဒီမှာ potassium channel တွေအများကြီးပွင့်လာပြီးတော့မှဘာပြန်ဖြစ်သွားမလဲဆိုတော့ cell က repolarization ဖြစ်သွားမယ်ပေါ့เนาะအဲ့တော့ cell membrane မှာအဲ့တော့ဒီမှာ depolarization ပြီးတော့ဒီမှာဆိုရင် repolarization เนาะဒီမှာဒီဝင်လာတဲ့ sodium နောက်တဲ့depolarization ဖြစ်မယ်repolarization ဖြစ်မယ်ဒီမှာပဲဒီလိုပဲ cell membrane တွေကဒီမှာ depolarization ဖြစ်မယ်เนาะဒါ depolarizationနောက်သူပေးနာမှာ repolarization အဲ့တော့ depolarization ပြီးတာနဲ့ repolarization လိုက်လာပါเนาะအဲ့တော့ cell membrane ပေါ်မှာအဲ့တော့ depolarization repolarization depolarization repolarization repolarization အဲ့တော့ဒီမှာဆိုရင်ဒီ depolarization ဖြစ်စေတဲ့ဒီ sodium တွေက cell membrane ကုန်တဲ့ကနောက်တဲ့ cell တွေက cell တစ်ခုနဲ့တစ်ခုကတော့ဘာနဲ့ချိတ်ထားကြလဲဆိုတော့ဒါ gap junction လို့ခေါ်တာပေါ့နော်ဆိုတော့ဒါ gap junction ဆိုတော့ဒီမှာရှိတဲ့ sodium ကဘာလို့လဲဆိုတော့ဒီ gap junction ကလည်းနောက်တဲ့ cell တစ်ခုကို cell တွေကိုဝင်သွားတယ်ဒီ sodium တွေကနောက် gap junction နဲ့ဒီဘက်ကိုနောက် cell တစ်ခု gap junction နဲ့သွားတယ်ပြီးတော့ဒီ cell ကိုခုနက resting membrane potential ကနေ threshold ဖြစ်တယ် threshold ဖြစ်ပြီးတော့မှ depolarization ဖြစ်မယ်ပြီးရင်ပြန်တောင်းမယ်ပြီးရင် repolarization ဖြစ်မယ်ပေါ့နော်ဒီလိုမျိုးလေးပေါ့နော်အဲ့တော့ဒီမှာ depolarization ပြီးရင် repolarization ဒီလိုတော့အဲ့တော့ cell membrane ပေါ်မှာဒီ electrical movement ဘယ်လိုသွားလဲဆိုရင် depolarization repolarization depolarization repolarization အဲ့လိုသွားတာပေါ့နော်ဒါအောင်ရှောက်ဒီလိုသွားတာအဲ့တော့ပြောမယ်ဆိုရင်ဒီ depolarization နဲ့ဒီ repolarization က cell membrane ပေါ်မှာရှောက်သွားတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဘာခေါ်လဲဆိုတော့ action potential လို့ခေါ်တာပေါ့နော် action အဲ့တော့ action potential ဆိုတာဘာလဲဆိုတော့ movement of depolarization เนาะ plus repolarization အဲ့တော့ on the cell membrane ပေါ့ဟုတ်ပြီเนาะအဲ့တော့ on cell membrane ပေါ်မှာ depolarization repolarization depolarization repolarization ဒီလိုသွားတာကအဲ့ဒါပါလဲ action potential action ဆိုတဲ့အတိုင်းပဲပေါ့နော် action ဆိုလှုပ်ရှားမှုရှိနေเนาะ action potential သွားတယ် cell membrane ပြီးတော့နောက်တဲ့ cell ဘေးနာ adjacent cell ပေါ့ဘေးက cell တွေကိုတော့ဘယ်လိုသွားလဲဆိုရင် gap junction ကနေပြီးတော့ sodium တွေဝင်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာ stimulation က sodium ဖြစ်နေရပေါ့နော်ဒီဘက်မှာလည်း stimulation sodium အဲ့တော့ depolarization ကနှမျိုးရှိတယ်ပေါ့နော်အဲ့တော့ depolarization
depolarization ဖြစ်တာက2မျိုးရှိတယ်ပေါ့နော်အခုဒီမှာကျွန်တော်ဒီမှာအခုပြောရတာကကြတော့ဒီမှာ depolarization ကဘာလို့ဖြစ်တာလဲဆိုတော့ sodium voltage gated sodium channel တွေပွင့်လာလို့ sodium တွေအများကြီးဝင်လာလို့ depolarize ဖြစ်တာဆဲကအဲ့ဒါကိုကျွန်တော်တို့က sodium dependent เนาะ sodium dependent depolarization လို့ပြောတာเนาะအဲ့တော့နောက်ပြီးတော့တချို့ cell တွေကအထူးသဖြင့် SA node ပေါ့เนาะ SA nodal cell เนาะ AV nodal cell တွေကကြတော့ sodium dependent မဟုတ်သူကကြတော့ calcium dependent depolarization ဖြစ်တယ်လို့ခေါ်တာပေါ့เนาะအဲ့တော့ဒီအဲ့ဒီနှစ်ခုကျွန်တော်ပြန်နောက်ကြရင်ကျွန်တော်ကဒီ SA nodal cell တွေ AV nodal cell တွေကိုပြောရချင်ကြရင်ကျွန်တော်ဒီမှာcalcium dependent SA nodal cell မှာကြတော့ sodium dependent မဟုတ်ဆိုတော့ calcium dependent depolarization ဖြစ်တာပေါ့နော်depolarization ကအကြအဖြစ်ပြောမယ်ဆိုရင်မှတ်ထားဖို့ကနှစ်ခုရှိတယ်ပေါ့နော်cardiac cell တွေမှာ2မျိုးရှိမယ်တချို့ cell တွေက sodium dependent depolarization ဖြစ်ပြီးတော့မှတချို့ cell တွေကကြတော့ calcium dependent depolarization ဖြစ်တယ်ပေါ့နော်အထူးသဖြင့် SA nodal cell နဲ့ AV nodal cell တွေက calcium dependent depolarization ဖြစ်တယ်ပေါ့အဲ့ဒီမှာဘာလို့calcium dependent depolarization ဖြစ်လဲဆိုတာကိုလည်းကျွန်တော်ဒီရှေ့ lecture တွေမှာကျွန်တော်ဆက်ပြီးရှင်းပြတော့ပါမယ်ပေါ့နော်